အားလုံးပဲမင်္ဂလာပါ Hikawich ဘာသာသင်တန်းကျောင်းရဲ့ online class ကနေကြိုဆိုလိုက်ပါတယ်ဆရာမတို့အခု video file မှာတော့အခန်း35 reading စာပိုက်လေးတွားကြရအောင်နော်ဒီတစ်ခါမှာတော့ဂျီဒိုဟန်ဘိုင်းခီအကြောင်းပေါ့နော်အဲ့လိုလေရောက်ဇေယောင်ချတဲ့ဇက်တွေအကြောင်းဒီမှာစာပိုက်လေးဖတ်တဲ့အခါမှာအခန်းကြီးစလုံးလေးတွေကိုအသားပေးပြီးတော့ကြည့်သွားမယ်နော်အောက်ကဒီ40ခဏကြီးပဲမကြည့်ဘူးအဲ့လိုမျိုးဒီ N5 N4 level တွေကဒီလိုမျိုးခန်းကြီးစလုံးလေးတွေကိုကြည့်ပြီးတော့ဖတ်သွားမှဒါလीကိုကများများရမှာပေါ့နော်ခန်းကြီးတွေကိုအမြဲတမ်း40ခဏတွေကိုပဲကြည့်ပြီးတော့ဖတ်နေလို့ရှိရင်ခန်းကြီးကိုဘေးမဆိုင်ပဲနဲ့เนาะအဲ့လို40ခဏပဲဖတ်နေလို့ရှိရင်ဒါဆရာမခန်းကြီးမဖတ်နိုင်ဖြစ်လိမ့်မယ်ပေါ့နော်โอเคဒီစလုံးတွေမှမသိတာเนาะဟီရာဂနာဒီခန်းကြီးတန်ထွက်ရေးထားပြီးရ40ခဏပေါ့ဒါလေးတွေကိုကြည့်မှရမှာပေါ့ဆိုရင်ဟုတ်ပြီဒါဆိုဂျီဒိုဟန်ဘိုက်ခီလိုဒီစလုံးအောက်ကိုဆရာမတို့ဟီရာဂနာနဲ့ရေးထားတာကိုကြည့်ပြီးဖတ်လိုက်တာနဲ့တပြိုင်တည်းမှာကိုကဒီအပေါ်ကသူ့ရဲ့ခန်းကြီးစလုံးပေါ့အဲ့ဒါကိုလည်းတပြိုင်တည်းဖတ်သွားမယ်အဲ့လိုမျိုးပြောတာပေါ့နော်ကဲဟုတ်ပြီအဲ့ဆိုစာပိုက်လေးဖတ်ရအောင်日本にはいろいろな自動販売機がある。ဂျပန်မှာအမျိုးမျိုးသောအလိုလျောက်ဈေးရောင်းချတဲ့စက်တွေရှိတယ်။自動販売機の中で飲み物の販売機が一番多くて265面台あるဒီအလိုလျောက်ဈေးရောင်းချတဲ့စက်တွေထဲမှာတောက်เสียရောင်းတာအများဆုံးဖြစ်ပြီးတော့265တောင်းဒီစက်ပစ္စည်းဖြစ်တဲ့အတွက်ဒိုင်းနဲ့ရှိတယ်ပေါ့နော်265တောင်းရှိတယ်ဒါပေမဲ့ဒီစောက်ကအရန်ဟောင်းနေပြီကြာနေပြီဖြစ်တဲ့အတွက်ကြောင့်အခုတော့ဒီကိန်းကနန်းနေဟုတ်တော့မှာမဟုတ်ပေါ့နော်冷たい飲み物や温かい飲み物を売っているဒီတောက်เสีย冷たいအေး温かいအပူအေးအပူစတဲ့တောက်เสียတွေကို売っているရောင်းချပါတယ်冷たい飲み物を買うとき氷をいらなければ氷なしのボタンを押すဒီအေးတောက်เสียတွေကိုဝယ်တဲ့အခါမျိုးမှာကိုကရေခဲမလိုအပ်ဘူးဆိုရင်နရှိဆိုတာမပါဘူးမထည့်ဘူးအဲ့ဒီအဓိပ္ပာယ်ပြောတာပေါ့နော်ရေခဲမပါဘူးဆိုတဲ့ခိုးဒီနရှိခလုတ်ကလေးကိုရွေးပြီးတော့နှိပ်လို့ရတယ်ခိုးဟီနောဂျီဒိုဟန်ဘိုက်ခီဝစာတိုယာမီဒုခုအိုဘောတန်တဲ့ချောစစ်စစ်တဲ့ကီရူကော်ဖီရောင်းတဲ့ဂျီဒိုဟန်ဘိုက်ခီမှာဆိုလို့ရှိရင်တကြားတို့နိုးတို့ကိုဒီသူ့ရဲ့ခလုတ်ကလေးနဲ့ချောစစ်စစ်ညှိတာပေါ့နော်တကြားထည့်မယ်မထည့်ဘူးနို့ထည့်မယ်မထည့်ဘူးအမြများထည့်မယ်နည်းနည်းထည့်မယ်အလဲတော့အရွယ်တော့လောက်ထည့်မယ်အဲ့လိုမျိုးညှိလို့ရတယ်ချောစစ်စစ်ဆိုအဲ့လိုအဓိပ္ပာယ်ပေါ့နော်甘いのが好きなら砂糖を増やすボタンを押せばいい။ကိုကအချိုကြိုက်တယ်ဆိုရင်တကြားများဖူရဆူဆိုတာတိုးပွားသည်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်။တကြားတွေများတယ်တကြားများပါတယ်ဆိုတဲ့ခလုတ်ကိုနှိပ်လို့ရပါတယ်။2番目はサービスをする自動販売機でနံပါတ်ဒုတိယမြောက်ကတော့ပထမအများဆုံးနံပါတ်1一番目ကဘာပြောလိုက်လဲနိုမီမိုနိုရောင်းတာနော်2番目ကျတော့ဝန်ဆောင်မှုပေးတဲ့自動販売機တဲ့123万台あるဒီဆက်အလုံးရေ123,000ရှိတယ်ခိုးတွေว่าရီယိုဂါအေးရပတ်စံလဲတာမျိုးပတ်စံလဲဆိုတာဒေါ်လာကိုရန်နဲ့လေးမယ်ကျပ်ကိုရန်နဲ့လေးမယ်စသဖြင့်เนาะအဲ့လိုပတ်စံလဲတယ်ရီယိုဂါရဲ့လောက်တာမျိုးအတန်ကြီးကိုအကျွေးနဲ့လဲမယ်စသဖြင့်ပေါ့銀行の ATM やဘဏ် ATM တွေရဲ့駐車場のメーターなどのဒီရေရနာစခန်းတွေရဲ့မီတာလူရေရနာစခန်းမှာလူစောင့်နေတာမရှိဘဲနဲ့ဆရာမတို့ကဥပမာတနာရီကို60စမဆက်တနာရီကို60ဆိုတာဈေးရန်တက်တာနေရဖြစ်မယ်ပေါ့နော်100စသဖြင့်အဲ့လိုမျိုးရန်100ကြပါမယ်ရန်200ကြပါမယ်ဆိုပြီးတော့ဂျီဒိုဟန်ဘိုက်ခီဒီဆက်လေးပဲတက်ထားပါတော့မီတာတိုင်းနဲ့အလိုလျောက်အလိုလုပ်တဲ့ဆက်ကလေးပဲတက်ထားပြီးတော့လူတွေကကားပါကင်လာထိုးသွားမယ်အဲကားပါကင်ဘယ်နှနိုင်ကြာထိုးလဲဆိုတာဒီဆက်ကနေပြီးတော့ဖက်ရှုသိရှိပြီးတော့ဝန်ဆောင်မှုပေးရပါတော့အဲ့လိုမျိုးဆက်ပစ္စည်းလေးဖြစ်တဲ့ခိခိုင်းတာ3番目はタバコの販売機でနံပါတ်3ခုမြောက်ကတော့ဆက်လက်ရောင်းတဲ့ဒီအဲ့လိုလျောက်ဈေးရောင်းချတဲ့ဆက်တွေဖြစ်ပြီးတော့ဂျီဒိုဟန်ဘိုက်ခီကိုဟန်ဘိုက်ခီလို့လည်းပြောတယ်လို့ကျမတို့အရှိအကြီးကိုယူပြီးတော့လေဂျီဟန်ခီအဲ့လိုလည်းပြောရပေါ့နော်ကိုဂျူးဆမ်မန်တိုင်းဆက်အလုံးရေ53တောင်ယွန်ဘန်မေကထားပေးမို့နော်ဟန်ဘိုက်ခီတဲ့ဂျူးရှိချီမန်တိုင်းအရုဒီနံပါတ်4မြောက်ကတော့စားစရာရောင်းတဲ့ဂျီဒိုဟန်ဘိုက်ခီဖြစ်ပြီးတော့တောင်18တောင်ဆက်အလုံးရေရှိပါတယ်ဆိုတဲ့ခိပုနိုဟန်ဘိုက်ခီကယွန်မန်တိုင်းပြီးတော့ဒီလက်မှတ်တွေရောင်းတဲ့ဆက်က4တောင်ဟ
他にいろいろな自動販売機があって、全部で554面台になるアロンバオガヤガゼリダンしばり。自動販売機は一日中動いているから、いつでも買い物できる。အလိုလျောက်ဈေးရောင်းချတဲ့စက်တွေကတနေ့လုံးအလုံးလုံးနေရဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘယ်ချိန်ပဲဖြစ်ဖြစ်ဈေးဝယ်လို့ရနိုင်တယ်။ဘန်ရီတာကမွန်တိုင်းမို့အတူအဆင်ပြေပေမဲ့ဒီပြဿနာရှိရဲ့အချက်လေးရှိတယ်။ဒန်ကီအိုတက်ဆန်စကာဝရှိလက်စကိုအများကြီးအသုံးပြုနေရပြီးတော့紙コップは一回使ったら捨ててしまうからစက်ကူခွက်တွေဆိုရင်လည်းတစ်ခေါက်သုံးပြီးပြစ်ပလိုက်တာဖြစ်တဲ့အတွက်ကြောင့်無駄だအလဟတ်တက်ဖြစ်ပါတယ်日本では20歳にならなければタバコは吸えないဂျပန်မှာအသက်20မပြည့်သေးလို့ရှိရင်ဆက်လက်တောက်လို့မရဘူးでも夜は人がいないから自動販売機なら子供もタバコが買えるဒါပေမဲ့ညဘက်လူမရှိဘူးဖြစ်တဲ့အတွက်ကြောင့်ဒီအလိုလျောက်ဈေးရောက်ဆက်ဆိုလို့ရှိရင်ကလေးတွေလည်းဆက်လက်ဝယ်လို့ရနေတယ်それで夜11時から朝5時までタバコの販売機は止めてあるအဲ့ဒီအတွက်ကြောင့်ည7နာရီကနေမနက်9နာရီအထိဆိုလို့ရှိရင်ဆက်လက်ရောင်းနေအလိုလျောက်ဈေးရောက်ချတဲ့စက်တွေကိုရက်ထားပါတယ်ဝန်ဆောင်မှုမပေးပါဘူးまた最近知らない人と話したくないと思う若い人が多くなっているဒါခါဒီတလုံးမှာဆိုရင်ကိုမသိတဲ့လူတွေနဲ့စကားတွေမပြောချင်ပါဘူးဆိုတဲ့လူငယ်တွေကများလာတယ်自動販売機が増えれば増えるほど人と話す機会が少なくなるဒီအလိုလျောက်ဈေးရောင်းချတဲ့စက်တွေတိုးလာရင်တိုးလာတဲ့လောက်ကိုလူတွေနဲ့စကားပြောရတဲ့အခွင့်အရေးကနည်းလာတယ်ဆိုင်မှာဆိုတည်ရမလားစကားပြောနေအောင်ပဲပေါ့အဲ့လိုမျိုးမတည့်ရသူနဲ့စကားမပြောချင်တဲ့လူငယ်တွေလည်းများလာတယ်ပေါ့ဒီခေတ်မှာ機械は便利だが問題も多いစက်ပစ္စည်းတွေကအဆင်ပြေပေမဲ့ပြဿနာတွေလည်းအများကြီးပဲရှိပါတယ်ဟုတ်ပြီအဲ့ဆိုဘယ်ဆက်ကဘယ်နှတောင်းရှိရပေါ့ဝန်ဆောင်မှုပေးတဲ့ဆက်ကဘယ်နှတောင်းဒီလောက်တောင်းရှိတာပဲဆက်လေဆမစာပိုက်လေးကိုပြန်ဖတ်ကြည့်ပြီးတော့ဒီမှာဖြည့်မယ်ပေါ့နော်နောက်နံပါတ်2မိကုံးမှာဆိုရင်နံပါတ်ဘယ်ခလုတ်တွေကိုနှိပ်ရမှာလဲပေါ့熱くて甘いコーヒーを買いたいですပို့ပြီးတော့ချိုတဲ့ coffee ကိုတောက်ချင်တယ်အဲဒါဆိုဘယ်ခလုတ်တွေနှိပ်ရမလဲဆို熱いဆိုရင်ဒီမှာ coffee နံပါတ်1ကိုနှိပ်မယ်ပေါ့ပြီးတော့ဘာဖြစ်မှာလဲအမိုက်ချိုတာကိုတောက်ချင်တယ်ဒါဆိုလို့ရှိရင်စတိုးပေါ့စတိုးမှာချိုချင်တယ်ဆိုတော့ဘာဖြစ်ရမှာလဲအိုးကြီးပေါ့မြင်ပါတာနှိပ်ရမှာပေါ့နော်冷たいコーヒーを飲みたいですが、氷はいりません。coffee အေးတောက်ချင်ပေမဲ့ရေခဲတော့မထည့်ချင်ပါဘူးတဲ့။အဲဆိုဘာဖြစ်မှာလဲ။冷たいコーヒーကိုရွေးပြီးတော့ဒီဘက်ကနေ氷なしဆိုတဲ့ခလုတ်ကလေးကိုနှိပ်ရမှာပေါ့နော်။ရေခဲမထည့်ဘူးမပါဘူးဆိုတဲ့အဓိပ္ပာယ်။ဟုတ်ပြီဒါကတော့စာပိုက်ထဲကလေးတွေကိုမေးထားရပေါ့နော်။ကိုဖတ်ပြီးတော့ဒီစာပိုက်ကိုနားလည်သွားလားဆိုတာလေ။タバコの自動販売機はどうして夜止めますかဆက်လက်ရောင်းချတဲ့အလိုလျောက်ဈေးရောင်းချတဲ့စက်တွေကဘာကြောင့်ညဘက်ကြလို့ရှိရင်ရပ်ထားရလဲဘာကြောင့်လဲတော့ပြန်ရှာဖတ်ပြီးဖြေမယ်ပေါ့နော်自動販売機が増えるとどうなりますかအလိုလျောက်ဈေးရောင်းချတဲ့စက်တွေများလာလို့ရှိရင်ဘယ်လိုတွေဖြစ်လာမှာလဲစာပိုက်ဒီမှာဖော်ပြထားတဲ့အကြောင်းအရာရှိရနော်ဟုတ်ပြီဒါကတော့ကိုယ်နိုင်ငံနဲ့ကိုယ်အမြင်လေးမေးထားတာပေါ့နော်自動販売機のいい点と悪い点を考えてくださいဒီအလိုလျောက်ဈေးရောင်းချတဲ့စက်တွေရဲ့ကောင်းတဲ့အချက်နဲ့ဆိုးတဲ့အချက်ကိုစဉ်းစားပါあなたの国にどんな自動販売機がありますかမင်းတို့နိုင်ငံမှာရောဘယ်လိုမျိုးအလိုလျောက်ဈေးရောင်းချတဲ့စက်တွေရှိတယ်လဲဟုတ်ပြီဒါဆိုအခန်း35ကကြတော့လေ plus alpha ပေါ့ဒီအခန်း35မူလအပုပ်စာပိုက်ကြီးနဲ့ဆိုင်တဲ့ read စာပိုက်ကိုပဲထပ်ပေးထားတဲ့ထပ်ပေါင်းထည့်ပြီးပေးထားတဲ့စာပိုက်ရှိသေးတာပေါ့နော်အဲဒါကျွန်မအဲ့အပိုင်းလေးဆက်သွားမယ် idea 自動販売機အမျိုးမျိုးအတွေးခေါ် idea တွေထုတ်ထားတဲ့自動販売機တွေအကြောင်းပေါ့自動販売機は便利ですが電気や紙コップなどをたくさん使いますအလိုလျောက်ဈေးရောင်းချတဲ့စက်တွေကအဆင်ပြေပေမဲ့လှက်စစ်နဲ့ဒီစက်ကူခွက်တွေအများကြီးပဲသုံးရတယ်それでこんな販売機もありますအဲ့ဒီအတွက်ကြောင့်ဒီလိုမျိုးအလိုလျောက်ဈေးရောင်းချတဲ့စက်တွေလည်းရှိပါတယ်
ဟုတ်ပြီဘယ်လို idea လေးထုတ်တာလဲမိုင်းခေါပူနော်ဂျီဒိုဟန်ဘိုင်ကီဒိုစ်နော်ဖူရိုင်ဘူရုခု大学には自分のコップマイコップを使うことができる飲み物の自動販売機があります。ဒီဂျာမနီရဲ့တက္ကသိုလ်တစ်ခုမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ခွက်တနည်းအားဖြင့်ဂျီဘွန်ဆိုတာအင်္ဂလိပ်လိုဆိုမိုင်မလားအဲ့တော့ MY မိုင်ကိုမိုင်ခေါပူပေါ့ကိုယ့်ခွက်ကိုသုံးလို့ရတဲ့တောက်စရာရောင်းတဲ့ဂျီဒိုဟန်ဘိုက်ကြီးရှိတယ်コーヒー、紅茶などがコップありなら120円。コップなし、マイコップなら80円です。コーヒーと紅茶とサラリーをခွက်လဲယူပြီးတော့ဝယ်မယ်ဆိုရင်တော့ရန်120ကိုခွက်နဲ့ကိုဆိုရင်ရန်80နားတာဆိုရန်လျင်ဆိုရင်အဲ့လိုအဓိပ္ပာယ်မျိုးနော်コップありでもコップを返せば30円戻ります。တကယ်လို့ကိုကခွက်နဲ့တော့ဝယ်လိုက်တာဒါပေမဲ့တောက်ပြီးတော့ return ပြန်ထားရဲဆိုရင်ဘယ်လောက်ပြန်ငွေရမှာလဲ30ပြန်ရပါတယ်တဲ့ခွက်ကိုပြန်ပေးလို့ရှိရင်ခါအဲစေပါပြန်ပေးရင်30円戻りますရန်30ပြန်ရပါတယ်ဟုတ်ပြီနောက်တစ်ခုကကြတော့ဆိုလာ自動販売機ဆိုလာသုံးထားတဲ့自動販売機東北の機械の会社が太陽電池で動く自動販売機を作りました。東北はဒီစက်ပစ္စည်းထုတ်လုပ်တဲ့ကုမ္ပဏီကနေစွမ်းအင်နဲ့လေပတ်တဲ့自動販売機をဖန်တီးခဲ့ပါတယ်။ヒル太陽がある時に電池に電気を貯めて夜も使うことができます。နေ့လည်ခင်းနေအလင်းရောင်ရှိရဲ့အချိန်မှာဒီလက်စစ်တပ်အားတွေကိုတိုးလောင်သိမ်းဆည်းထားပြီးတော့တာမဲတို့စုဆောင်ထားเนาะတိုးလောင်သိမ်းဆည်းထားပြီးညကြလို့ရှိရင်သုံးလို့ရတယ်။晴れている時間が長れば長いほどたくさん電気ができます。နေတာတဲ့အချိန်ကြာရှည်ရင်ကြာရှည်သလောက်လက်စစ်တပ်အားတွေအများကြီးရနိုင်ပါတယ်。水の自動販売機、ရေရောင်းတဲ့自動販売機。昔日本は美味しい水がたくさんありました。အရင်တော့ဆိုရင်ဂျပန်မှာတောက်လို့ကောင်းတဲ့ရေတွေအများကြီးရှိခဲ့တယ်။でも今は少なくなりました。ဒါပေမဲ့အခုခါမှာတော့နည်းသွားပြီ။今は美味しい水が欲しければ買わなければなりません。အခုခါမှာဆိုအရသာရှိရဲ့ရေလိုချင်တာဆိုရင်မဝယ်လို့မရဘူး။ရေတန့်ဝယ်တောက်မှာပေါ့နော်။それでスーパーではペットボトルに入った水を売っています。အဲ့ဒီအတွက်ကြောင့်စူပါမားကတ်တွေမှာရေတန့်ဘူးတွေကိုထည့်ထားတဲ့ pet bottle ပေါ့နော် plastic ဘူးတွေထည့်ထားတဲ့ရေတွေကိုရောင်းကြတယ်။ရေတန့်တွေရောင်းကြတယ်။京都では美味しい水を自動販売機で売っています。京都မှာတော့ဒီတောက်လို့ကောင်းတဲ့အရသာရှိရဲ့ရေကို自動販売機မှာရောင်းတယ်။自分で入れ物を持って行って買いますから安いです。ကိုကကိုအိမ်ကနေထည့်စီရတည်လာပြီးတော့ဝယ်ရတာဖြစ်တဲ့အတွက်ကြောင့်ဈေးသက်သာပါတယ်။ရေတန့်ဘူးတွေရောင်းတာမဟုတ်နော်ရေရောင်းတာပေါ့။ကိုကကိုဘူးတည်ပြီးတော့ဝယ်ရတယ်။ဟုတ်ပြီဒီလိုမျိုး自動販売機တွေလည်းရှိသေးတယ်တဲ့။音楽の販売機自分の MD に好きな音楽を録音する MD ဆိုတာဒီCD ကိုပြောတာပဲပေါ့နော်။ကို MD ကို CD မှာကိုကြိုက်တဲ့သချင်းအတန်သွင်းလို့ရတယ်自動販売機虫の販売機生きている虫を売っているပိုးကောင်ရောင်းတဲ့販売機ပေါ့အသက်ရှင်တဲ့ပိုးကောင်ကိုရောင်းတဲ့販売機花の販売機プレゼントの花を売っているလက်ဆောင်ပန်းလေးတွေရောင်းတဲ့自動販売機下着の販売機ビジネスホテルなどによくあるအတွင်းရရောင်းတဲ့ဟမ်ဘိုက်ကြီး business hotel ဒီမှာဆိုရင်တော့ဒါရှိတတ်တာများတယ်အလုပ်ခရီးသွားရင်လည်းညအိပ်ဖို့တဲခိုးတယ်ဟိုလုံးဝအပန်းဖြေ hotel တွေမဟုတ်ပေါ့နော် business hotel တွေပေါ့ဒီ salary man တွေတဲတာများတယ်အဲ့လို hotel တွေမှာရှိတတ်တယ်တဲ့ဟုတ်ပြီあなたはどんな販売機があれば便利だと思いますかမင်းရောဘလို့ idea လေးထုတ်ကြည့်ပေါ့နော်ဘလို့ဟမ်ဘိုက်ကြီးမျိုးရှိရဆိုလို့ရှိရင်အဆင်ပြေမယ်လို့ထင်တယ်ပြေဟုတ်ပြစစမတို့သင်ခန်းစာလေးဒီလောက်ထိပါပဲ